အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ရဲ့ Premier League ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့အားလုံးကတော့ပြီးဆုံးသွားပြီညီကိုတို့အနေနဲ့ကိုအားပေးတဲ့အသင်းနဲ့ဒါ Premier League ပွဲစဉ်တွေကိုညီကိုတို့အနေနဲ့ဆက်ပြီးတော့အားပေးချင်နေတဲ့ဆိုရင်တော့နောက်ထပ်3လလောက်ကျွန်တော်တို့စောက်ရအောင်မယ်ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အသင်းနဲ့ပတ်သက်ပြီးတော့နောက်ရာဒီမှာအမြင့်ဆုံးဘယ်လောက်ထိကျွန်တော်မျှော်မှန်းချင်တယ်အနှိမ့်ဆုံးအနေနဲ့ကျွန်တော်အနေနဲ့ဘယ်လောက်ထိတော့ရတဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးချင်ပါတယ်အရင်ဆုံးအနေနဲ့ဒီဗီဒီယိုမှာကကြတော့ကျွန်တော်ရဲ့စိတ်ခံစားချက်နဲ့ကျွန်တော်ဖြစ်စေချင်တဲ့အရာတွေကိုကျွန်တော်ထည့်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ရာဒီမှာဒီလိုမျိုးပုံစံဖြစ်လာမယ်လို့တော့ကျွန်တော်မဆိုလိုချင်ပါဘူးအဲ့တော့အသင်းတိုင်းကစားသမားတိုင်းအသင်းဖန်တိုင်းကတော့ကိုယ့်ရဲ့အသင်းချန်ပီယံဖြစ်ချင်တယ်ကိုယ့်ရဲ့အသင်းဖလားရချင်တယ်ဒါကတော့တဘာဝပါပဲဒါပေမဲ့ကျွန်တော်တို့အနေနဲ့ချန်ပီယံတကယ်ဖြစ်ချင်တယ်ဖလားရယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အဓိကအခြေအနေကိုကျွန်တော်တို့ကြည့်ပြီးတော့သုံးသပ်မှသာလင်နောက်ထပ်ယာဒီတိုင်းမှာကျွန်တော်တို့ရဲ့အသင်းအနေနဲ့ဒါချန်ပီယံဆုတွေကိုရရှိနိုင်မယ်လို့ကျွန်တော်ထင်တယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့နောက်ရာဒီမှာပရီးမီးယားလိချန်ပီယံဆုကိုရရှိဖို့ကတော့နည်းနည်းလေးခက်နေတယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ချန်ပီယံဖြစ်ဖို့ပြိုင်ဆိုင်နေကြတဲ့အသင်းတွေထဲမှာတော့ကျွန်တော်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုကျွန်တော်ပါဝင်စေချင်တယ်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒီနှစ်မှာမန်စီးတီးနဲ့အာဆင်နယ်တို့ကဖလားဘယ်သူရမလဲဆိုပြီးတော့ပြိုင်ဆိုင်ရင်းကနေအာဆင်နယ်ရပြီးတော့မန်စီးတီးကဒုတိယလူဖြစ်သွားတယ်အဲ့လိုမျိုးပုံစံမျိုးဒါဒုတိယလူအနေနဲ့မန်ချက်စတာယူနိုက်တက်ဖြစ်မယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ကျေနပ်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ Manchester United အသင်းအနေနဲ့တိုးတက်လာတာကိုကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတာတေချာပေါက်ငြိမ်သွားတယ်ဒါတည်ငြိမ်သွားတယ်ဆိုရင်တော့နောက်ရာဒီတွေမှာကျွန်တော်တို့လိုချင်တဲ့ချန်ပီယံဖလားကိုကျွန်တော်တို့အိမ်မက်ခွင့်ရတော့မှာပေါ့နော်အကယ်မို့အဲ့လိုမျိုးမဖြစ်ခဲ့ဘူးဆိုရင်တော့မှနောက်ရာဒီမှာကျွန်တော်တို့အသင်းအနေနဲ့ချန်ပီယံလိဝင်ခွင့်ကိုတော့ကျွန်တော်ရရှိစေချင်တယ်ပေါ့နော်ပြည်တွင်းဖလားတွေနဲ့ပတ်သက်ပြီးတော့ FA ကပ်ဒါမှမဟုတ်ရင်ကာလာဘောင်းကပ်မှာကတော့ကျွန်တော်တို့အသင်းအနေနဲ့ဒါဖလားတစ်လုံးလောက်တော့ကျွန်တော်ရစေချင်တယ်ဒါမှမဟုတ်ရင်လည်း final ဒါမှမဟုတ်ရင်လည်းစီမီလောက်တော့ကျွန်တော်တက်စေချင်တယ်ချန်ပီယံလိပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ Manchester United အသင်းကိုအများကြီးတော့ကျွန်တော်မမျှော်မှန်းချင်ဘူးအမြင့်ဆုံးအနေနဲ့စီမီ final ဒါမှမဟုတ်ရင်လည်း quarter final လောက်ထိတော့ကျွန်တော်တက်ချင်တယ်အနှိမ့်ဆုံးအနေနဲ့ကတော့ရှုံးထွက်အဆင့်ထိတော့ကျွန်တော်ဒါတက်ရောက်ချင်တယ်ညီကိုတို့အနေနဲ့ရောကျွန်တော်ရဲ့အမြင်နဲ့တူကြရဲ့လားဒါမှမဟုတ်ရင်လည်းညီကိုတို့မှာကကြတော့ဘယ်လောက်ထိဒါဖြစ်စေချင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်